အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုထိန်လင်းပါဒီနေ့ကမ္ဘာပေါ်မှာငြိမ်းချမ်းဆုံးလို့သတ်မှတ်ထားတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံလေးတစ်နိုင်ငံကိုအတူတူတွားရောက်လေ့လာကြည့်အောင်ဗျဟုတ်ပါတယ်နိုင်ငံလေးကတော့ Iceland နိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့မြောက်ဥရောပမှာရှိတဲ့ကျိုးနိုင်ငံလေးဖြစ်တယ်ပေါ့နော်ကဲအတူတူသူ့အလှဓာတ်ပုံလေးတွေကိုအတူတူခန်းစားကြည့်အောင်ဗျ Let's go ကဲဒါကတော့သူတို့နိုင်ငံရဲ့လူမျိုးစုအလှဓာတ်ပုံလေးတွေဖြစ်ပါတယ်ချစ်စရာလေးတွေဗျဒါကတော့မြို့တော်ဖြစ်တဲ့ Reykjavik ပေါ့နော်သူက Reykjavik လို့လည်းသူတို့ခေါ်မှာပေါ့နော်ဒါမြို့တော်ဖြစ်ပါတယ်โอ้အရန်လာတဲ့ရေတံခွန်ကြီးဗျာသူတို့နိုင်ငံကဒီကကျွန်းနိုင်ငံလေးဖြစ်တဲ့အတွက်မီးတောင်တွေရေတံခွန်တွေနဲ့ဝိုင်းရံထားတဲ့မြို့လေးဖြစ်တယ်လို့သိရတယ်ဗျအရန်လာတယ်ဗျာရေတံခွန်တွေကြည့်ကြစမ်းပါအောင်ဟာโอ้ဒါတော့ Gothus ရေတံခွန်နဲ့ Northern Lights ဒါပေါင်းဆက်မှုကြီးဖြစ်ပါတယ်အရန်မိုက်တယ်ဗျာအရန်မိုက်တယ်โอ้ come on โอ้သူတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေဟုတ်ပြီငါးဖမ်းခြင်းလုပ်ငန်းသူတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းလို့သိရတယ်ဗျသူတို့ရှိမှတဘာဝတန်းငွေစွမ်းရင်ထုတ်လုပ်ခြင်းနဲ့ငါးဖမ်းခြင်းတွေပြီးတော့ခီးသွွားလုပ်ငန်းတွေကသူတို့နိုင်ငံရဲ့အဓိကစီးပွားရေးလို့သိရတယ်ဗျ။အိုးဖြစ်နိုင်ပါတယ်ခီးသွွားတွေကတော့ဆောင်းရင်သဘောကျမှာဗျ။ Okay ဟာမိုက်တယ်ဗျာ။ကဲအဆုံးထိကြည့်ရှုပေးတဲ့လူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်တယ်နော်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ကျေးဇူးပါ Iceland ရေဆက်လက်ငြိမ်းချမ်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ Bye bye